အားလုံးပဲမင်္ဂလာပါဒုတိခိုင်လေး YouTube channel ဒီကနေခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တော်တွေအားလုံးကိုနေ့ရက်စာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝတွေတိုးပါရရှိနိုင်ပါစေလို့ခိုင်လေးဥစ္စာပထမသူ့မကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခိုင်လေးရဲ့ကိုတွေမတဲ့အလုံးပဲခိုင်လေးတို့ဒီညနေမှာဆိုရင်လည်းကိုတွေမတဲ့အလုံးပဲ3-5အခွေနဲ့ကိုတွေမတဲ့အလုံးကိုအရယူထားပြီးတဲ့နော်ချစ်တော်မျိုးတဲ့အလုံးပဲမနေ့တုန်းကဆိုရင်လည်း4ပတ်တီ4နှစ်အခွေကိုတွေမတဲ့အလုံးကိုနော်အရယူထားပြီးတဲ့နော်ချစ်တော်မျိုးတဲ့အလုံးပဲနော်ဇက်တိုင်ရောအောင်လာတာကိုတွေမတဲ့အလုံးပဲတစ်ခွန်တုန်းကလည်းအခွေနော်အခွေလေးနဲ့ရကြတယ်မနေ့တုန်းကဆို4ပတ်တီ40နှစ်အခွေလေးနဲ့ရကြတယ်ဒီညနေဆိုရင်3-5အခွေလေးနဲ့ကိုတွေမတဲ့အလုံးကိုအရယူထားပြီးတဲ့နော်ချစ်တော်မျိုးတဲ့အလုံးပဲတကယ်ရှယ်ပလန်ရှယ်နော်ရှယ်တွေနဲ့ပဲကိုတွေမတဲ့အလုံးကိုနော်တင်ပေးထားတာနော်ချစ်တော်မျိုးတဲ့အလုံးပဲခလေးရဲ့ကိုတွေမတွေဘက်ကနော်ခလေးရဲ့ channel လေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မနေရသေး channel လေးကို subscribe လေးတွေနှိပ်ခတ်ပေးကြပါဦးနော်လိုင်းလမလေးတွေလည်းတယောက်တစ်ချက်စီဝေါပြီးနှိပ်ခတ်ပေးကြအောင်နော်မျိုးတွေအလုံးပဲခလေးမနေ့ပိုင်းကိုလိုက်ရှိုးလေးလွှင့်ပေးမယ်ကိုတွေမတဲ့အလုံးပဲမနေ့ပိုင်းလည်းလိုက်ရှိုးလွှင့်ပေးမယ်ညနေပိုင်းလည်းလိုက်ရှိုးလွှင့်ပေးမယ်ကိုတွေမတဲ့အလုံးပဲနော်ဒီညနေတညနေတော့ကိုတွေမတဲ့အလုံးကိုအတိမပေးသေးလို့မနော်မနေ့ပိုင်းကြာရင်ခလေးတို့12နာရီခွဲခလေးပုံမှန်လိုက်ရှိုးရှိမယ်နော်ကိုတွေမတဲ့အလုံးပဲ12နာရီခွဲကြာရင်ခလေးကိုတွေမတဲ့အလုံးကခလေးလိုက်ရှိုးလေးတွေကိုဝင်လာခဲ့ပေးကြအောင်နော်ညနေပိုင်းမှာဆိုရင်9နာရီတို့ပုံမှန်လိုက်ရှိုးရှိပါမယ်နော်မျိုးတွေအလုံးပဲညနေပိုင်းဆိုရင်9နာရီမနေ့ပိုင်းဆိုရင်12နာရီခွဲနော်ကိုတွေမတဲ့အလုံးပဲနော်ခလေးလိုက်ရှိုးလေးတွေကိုဝင်လာခဲ့ပေးကြပါအောင်နော်ကိုတွေမတဲ့အလုံးပဲကဲဒီညနေဆိုရင်အခွေလေးနဲ့ရကြတယ်ခန်းလေးတို့နော်အခွေတွေပတိတွေနဲ့ပဲကိုတွေမတဲ့အလုံးပဲရကြတာနော်ကဲမနှက်ဖန်ကြရင်တော့နော်တကွက်ကောင်းလေးတွေနဲ့နှစ်ကွက်ကောင်းလေးတွေနဲ့နော်ကိုတွေမတဲ့အလုံးပဲနော်တကွက်ကောင်းလေးတွေနဲ့နှစ်ကောက်ကောင်းလေးတွေအရာပါအောင်နော်ကိုတွေမတဲ့အလုံးပဲနော်ကနန်းလလလေးတွေကိုလာရောက်ပြီးတင်ပေးတာပါနော်ကိုတွေမတဲ့အလုံးပဲခိုင်လေးအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်နော်ခိုင်လေးကိုတွေမတွေဘက်ကနော်ကိုတွေမတွေအလုံးခိုင်လေးစေတနာကိုအသိမဲ့ပြုတဲ့အနေနဲ့ကိုတွေမတွေအလုံးပဲလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝိုင်းပြီးနှိပ်ခတ်ပေးကြပါအောင်နော်ရှယ်မူရှယ်ဖြစ်လဲရှယ်ပေးကြပါအောင်နော်တဲလေးတို့အလုံးပဲတအူးမြစ်တအူးရအောင်အများမြင့်အများရအောင်လို့နော်ရှယ်မူရှယ်ဖြစ်ရှယ်ပေးကြပါအောင်နော်ဟယ်လိုဒီညနေလည်းပါတယ်နော်3-5ခွေလေးနဲ့ကိုတွေမတယ်လုံးပဲခိုင်လေးပြောတယ်နော်ခိုင်လေးဒီ691ချိန်နော်691ချိန်ကိုမစနေတက်လို့ရှိရင်ဒါခိုင်လေးပေးတဲ့ဒီအခွေပါကစားအခွေဒီအမှန်မှာ3လုံးတဲ့ကိုတွေမတယ်အလုံးပဲ6ဒီထက်တာပေးတာနော်ကိုတွေမတယ်အလုံးပဲနော်အခွေကြိုက်နေတက်တဲ့ခိုင်လေးကိုတွေမတယ်အလုံးကအခွေကိုကစားအခွေကိုမကြိုက်နေတဲ့နော်ခိုင်လေးပေးတဲ့ဒီအော့ကွက်တွေပဲလိုက်ပြီးကစားနော်ပတိကိုကြိုက်ရင်တော့ပတိကိုကစားပေါ့နော်ခိုင်လေးကိုတွေမတယ်အလုံးပဲကဲခိုင်လေးတို့မနက်ဖြန်က25ရက်12လ2025เนาะကြာတဲ့ပရိနေ့12နာရီ1မိနစ်မှာလဲဘယ်ပတ်တီးလေးကိုအဓိကထားပြီးပတ်ရမလဲဘယ်အော့ကွက်ကလေးကိုအဓိကထားပြီးတင်ထိုးရမယ်ဆိုတာကိုမသိသေးတဲ့ခိုင်လေးရဲ့ကိုဒီမတဲ့အလုံးကခိုင်လေးဗီဒီယိုလေးကိုအစားနေအဆုံးကလေးကြည့်မယ်เนาะမကြီးမကြော်ဘဲနဲ့အစားနေအဆုံးကလေးကြည့်မယ်ဗီဒီယိုလေးကလည်းအရင်လည်းမရှိပါဘူးเนาะကိုဒီမတဲ့အလုံးပဲမနက်ဖြန်ကမှလဲเนาะတကယ်ရှယ်ကနန်းလေးတွေရှယ်အော့ကွက်လေးတွေเนาะကနန်းလလေးတွေကိုပဲလာရောက်ပြီးတင်ပေးတာပါကမ်ပိန်းရမယ်ချစ်တော်မျိုးတွေအလုံးပဲကမ်ပိန်းရမယ်နော်အဓိကကံမှာပဲကန်တဲ့ကိုတွေမတွေနဲ့ကန်တဲ့ခိုင်လေးရဲ့ကန်တဲ့စိုက်ရင်ရမယ်နော်မျိုးတယ်လည်းပဲကန်စိုက်ရင်ရမယ်ကိုတွေမတွေလည်းပဲကန်ပေးရင်ရမယ်နော်ခိုင်လေးတို့ဒီတနင်္လာနေ့ဆိုရင်မရခိုင်လေးတို့နော်အင်ကန်နေ့ညနေပိုင်းရတယ်ဒီနေ့ဆိုတနေ့ကုန်မှန်းတယ်နော်ကိုတွေမတွေလည်းပဲဒီနေ့ဆိုရင်တနေ့ကုန်နော်ကဲမနေ့ဖန်ကမှလည်းကိုတွေမတွေအလုံးပဲနော်ရှယ်အောကွက်ကလေးတွေနော်တကွက်ကောင်းလေးတွေနဲ့ရပါစေလို့ခိုင်လေးနော်စမကောင်းတော့ပေးပါတယ်ကိုတွေမတွေအလုံးပဲအဲ့ဒါဆိုခိုင်လေးတို့ကလည်းဆက်သွားမယ်နော်ခိုင်လေးတို့မနေ့ဖန်ကမှပတ်ရမဲ့ပတ်တီနော်မနေ့ဖန်က12နိုင်1မိနစ်မှာပတ်ရမဲ့ပတ်တီလေးကတော့ကိုတွေမတွေအလုံးပဲ3ညပတ်တီ1ပတ်တီပါနော်3ညပတ်တီ1ပတ်တီပါနော်3ညကြိုက်တဲ့ခိုင်လေးရဲ့အကိုတွေအမတွေအလုံးက3ညကိုပတ်မယ်1ကြိုက်တဲ့ခိုင်လေးရဲ့ကိုတွေမတွေအလုံးက1ကိုပတ်မယ်နော်3ညပတ်တီ1ပတ်တီလေးပါအခွေကလေးဒီ268ခွန်အပြီးပါအခွေကလေးပါနော်268ခွန်နော်268ခွန်ပြီးပါအခွေပါခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတယ်နော်ခိုင်လေးပေးတဲ့အခွေဒီအပူလေးပါပါတယ်နော်ခိုင်လေးရဲ့အကိုတွေမတဲ့အားလုံးကအခွေကိုကြိုက်ရင်အခွေကိုကစားမယ်အခွေကိုမကြိုက်ဘူးဆိုရင်3ညနော်3ည1 1ချင်းကိုကစားမယ်နော်ပတိကိုမပတ်နိုင်တဲ့အမျိုးတွေအားလုံးကတော့ခိုင်လေးပေးတဲ့ဒီအော့ကွက်တွေပဲလိုက်ပြီးကစားထားမယ်နော်အကောလုံးမကစားခိုင်းဘူးနော်တဲလေးတို့အားလုံးပဲအကောလုံးမကစားခိုင်းဘူးကိုကြိုက်နေတဲ့အပိုင်းကိုကစားပါနော်ရွေးချက်မှုတော့မကမှုတော့လို့တာပေါ့နော်ကဲကိုတွေမတဲ့အလုံးပဲလိုက်လက်မနော်နှိပ်ပြကြတဲ့ခါလေးကိုတွေမတဲ့အလုံးပဲမနေ့ဖန်ကမှာနော်တကွက်ကောင်းလေးတွေအော်ကွက်ကလေးတွေနဲ့ရကြပါစေပေါက်ကြပါစေနော်ချစ်တော်မျိုးတွေအလုံးပဲရှယ်မှုရှယ်ဖြစ်လဲရှယ်ပေးကြပါဦးနော်မနေ့ဖန်က12နိုင်ခွဲနော်ပုံမှန်လိုက်ရှိရှိမယ်နော်တဲလေးတို့အလုံးပဲ12နိုင်ခွဲမှာကိုတွေမတဲ့အလုံးနဲ့တွေ့ချင်ပါတယ်နော်ကိုတွေမတဲ့အလုံးပဲဝင်လာခဲ့ပေးကြပါဦးနော်ကဲခါလေးတို့3ညနဲ့ဆိုရင်အော်ကွက်ဒီ3ညနဲ့3ည4 3ည6 3ညခွန်3ည8ပါနော်3ည2ရဲ့3ည4ရဲ့3ည6ရဲ့3ညခွန်ရဲ့3ည8ရဲ့နော်တင်းနဲ့ဆိုရင်10 1နှစ်16 1ခွန်18ပါနော်10ရဲ့1နှစ်ရဲ့16ရဲ့1ခွန်ရဲ့18ရဲ့ပါနော်
အခွေဒီ268ခွန်နော်268ခွန်အပြီးပါအခွေခိုင်လေးပေးတဲ့ခွေဒီအပူလေးပါပါတယ်ကိုတွေမတယ်အလုံးပဲနော်အပူမထတာတစ်လားလောက်ရှိပြီနော်ကိုတွေမတယ်အလုံးပဲပျောက်ကနမ်းအရင်မဲပါနဲ့ကိုတွေမတယ်အလုံးပဲနော်အဲ့လိုပြောလိုက်တော့မနေ့မှကြာရင်တော့ထွက်သွားရင်တော့နော်အရန်မဲကြတယ်ခါလေးကိုဒီမှာနော်အပူလေးကိုအရန်မဲကြတယ်နော်မဲလေးမထွက်လေပဲကိုတွေမတယ်အလုံးပဲအပူပြောက်တာ4ဘက်လောက်ရှိနေပြီဒီတစ်ပတ်ပါပိုင်5ဘက်နော်ကိုတွေမတယ်အလုံးပဲကဲကိုတွေမတယ်အလုံးပဲတင်းနဲ့ဆိုရင်အော်ကွက်ဒီ10 1နှစ်16 1ခွန်18နော်10ရဲ့1နှစ်ရဲ့16ရဲ့1ခွန်ရဲ့18ရဲ့ပါနှစ်နဲ့ဆိုရင်20နှစ်လေးနှစ် sorry ကိုတွေမတယ်လို့ပဲ3ညနဲ့ဆိုရင်3ညနဲ့3ည4 3ည6 3ညခွန်3ည8ပါ1နဲ့ဆိုရင်10 1နှစ်16 1ခွန်18ပါကိုတွေမတယ်အလုံးပဲနော်ခါလေးဒီနေ့ကမှခါလေးပြရတယ်နော်3 5ကိုနော်ရာကြတဲ့ခိုင်လေးရဲ့ကိုတွေမတယ်ပေါက်ကြတဲ့ခိုင်လေးရဲ့ကိုတွေမတယ်အလုံးကပေါက်ကြီးလေးတွေမှတ်ပေးကြအောင်နော် comment မှာလဲ comment လေးတွေတယောက်တစ်ချက်စီမှတ်ပေးကြပါအောင်နော်ချက်တော်မျိုးတွေအလုံးပဲ comment မဲ့တဲ့သူလည်းမတွေ့ဘူးနော်ကိုတွေမတယ်အလုံးပဲပေါက်ကြီးလေးလည်းမှတ်ပေးပေါက်ကြတဲ့ခိုင်လေးရဲ့ကိုတွေမတယ်အလုံးကိုပြပြတာပါနော်ခိုင်လေးပေါက်လို့ရလို့နော်ရကြတဲ့ခိုင်လေးရဲ့ကိုတွေမတယ်အလုံးကပေါက်ကြီးလေးတွေမှတ်ပေးကြပါအောင်နော်အဲ့ဆိုတကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေဆက်သွားမယ်ခိုင်လေးမနှက်ဖန်ကမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းဒီ3ည6နဲ့16ဒီခိုင်လေးမနှက်ဖန်ကမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပါနော်3ည6နဲ့16ဒီခိုင်လေးအကြိုက်ဆုံးနှစ်ကွက်ကောင်းပါတစ်ကွက်ကောင်းဒီ3ည6ပါနော်3ည6ဒီတစ်ကွက်ကောင်းပါ3ည6နဲ့16ဒီနှစ်ကွက်ကောင်းတစ်ကွက်ကောင်းဒီ3ည6အခွေဒီ268ခွန်အပြီးပါခွေခိုင်လေးပြတဲ့ခွေဒီအပူလေးပါပါတယ်အပူလေးကိုတွေမတယ်အလုံးမအများကြီးမကစားနိုင်တော့နော်200ဘုတ်တက်နိုင်200ဘုတ်ကစားထားမယ်300ဘုတ်တက်နိုင်300ဘုတ်ကစားထားမယ်နော်အပူလေး268ခွန်အပြီးပါအခွေကလေးနော်အဲ့ဒါဆိုရင်ခိုင်လေးရဲ့နော်နောက်ဆုံးတစ်ခါပြန်ခေါ်ပေးမယ်နောက်ကိုတွေမတယ်အလုံးပဲဘေးနားမှာစောက်ကလေးတစ်ရှင်စောက်ကလေးတမတ်ကြမယ်ခိုင်လေးနဲ့အကြိုက်ချင်းတွင်ကစားထားမယ်နော်ကတူအကျိုးပေးပါစေခိုင်လေးရဲ့ကိုတွေမတယ်အလုံးပဲနော်ကမ်ပိန်းရမယ်ချက်တော်မျိုးတွေအလုံးပဲနော်မနေ့ကမှလည်းခိုင်လေးရဲ့ကိုတွေမတယ်အလုံးပဲတကွက်ကောင်းလေးတွေအော်ကွက်ကလေးတွေနဲ့ရကြပါစေပေါက်ကြပါစေနော်ခိုင်လေးတို့မနေ့ကမှနော်12နာရီကိုတွေမတယ်အလုံးပဲနော်12နာရီခွဲမှာကိုတွေမတယ်အလုံးနော်တွေးစင်ပါတယ်နော်ကိုတွေမတယ်အလုံးပဲဝင်လာခဲ့ပေးကြအောင်နော်ကဲအဲ့ဒါဆိုရင်ခိုင်လေးတို့25ရက်12လ2025ကြာတပရိနဲ့မနေ့12နာရီတမီနဲ့မှာပိုင်မဲ့ဘဝချင်းဒီ3ည1ချင်း1 1ချင်းနော်3ည1 1ချင်းကလေးပါ3ညနဲ့ဆိုရင်3ညနဲ့3ည4 3ည6 3ညခွန်3ည8ပါနော်3ညနဲ့3ည4 3ည6 3ညခွန်3ည8ပါတင်းနဲ့ဆိုရင်10 1နဲ့16 1ခွန်18နော်10ရဲ့1နှစ်ရဲ့16ရဲ့1ခွန်ရဲ့18ရဲ့ပါ3ညနဲ့ဆိုရင်တကွက်ကောင်းဒီ3ည6ဒီတကွက်ကောင်း1နဲ့ဆိုရင်16ဒီတကွက်ကောင်းပါနော်အဲ့ဒါဆိုနှစ်ကွက်ကောင်းဖြစ်တာပေါ့နော်3ည6နဲ့16ဒီနှစ်ကွက်ကောင်းတကွက်ကောင်းလေးဒီ3ည6ဒီတကွက်ကောင်းလေးပါနော်3ည6ဒီတကွက်ကောင်းအခွေကလေးဒီ268ခွန်အပြီးပါအခွေကလေးနော်268ခွန်အပြီးပါအခွေခိုင်လေးပေးတဲ့ခွေဒီအပူလေးပါပါတယ်ကဲအဲ့ဒါဆိုရင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဒီတော့နဲ့ပဲရနာပြစီနော်ဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးရဲ့အကိုတွေအမတွေဦးတော်တော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလဲမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလဲဝင်ဝတွေတိုးပါရရှိနိုင်ပါစေစီးပွားရေးလူမှုရေးကျန်းမာရေးဆက်ဆက်ရရအဆင်ပြေနိုင်ပါစေမနက်ဖြန်ကမှလည်းခိုင်လေးပြတဲ့နော်ကဏ္ဍနဲ့ခိုင်လေးရဲ့ကိုတွေမတွေနဲ့နော်ကတ်တူအကျိုးပေးပါစေလို့ခိုင်လေးစမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါနော်ဘိုင်ဘိုင်ပါ